အားလုံးပဲမင်္ဂလာပါရှင် Hero Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်ယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အမြန်လန်းကဂလက်စားဆိုတဲ့ပရာလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးခြင်းပါတယ်ရှင်အစီအစဉ်တင်ဆက်ပေးသွားမှာကတော့ကျွန်မ Royal ထပ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြဖို့နဲ့တင်သမျှတွေသိရှိဖို့အတွက် notification ခေါင်းလောင်းလေးကိုနှိပ်ထားကြဖို့တောင်းဆိုပါတယ်ရှင်ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါရစေရှင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်180ကျော်လောက်မှာညောင်ပင်ရိကျေးရွာဆိုတဲ့နေရာနားမှာကားရက်စခန်းသေးသေးလေးတစ်ခုရှိပါတယ်။ည10နာရီကျော်ရင်ကားတွေအသွားအလာရမရှိသလောက်ကိုကျဲသွားတတ်ပါတယ်။လမ်းဘေးကညောင်ပင်ကြီးတွေမှာတန်းစီရပ်ပြီးတစ်ထောက်နားတတ်ကြပါတယ်။ညောင်ပင်ကြီးကတော့လေးတိုက်ရင်အရွက်တွေကတလွင့်လွင့်ဖြစ်နေတတ်ပါတယ်။ကိုဝင်းထုံးကအသက်29နှစ်အရွယ်ရန်ကုန်ကကုန်တင်ကားကိုမောင်းသူတစ်ယောက်ဖြစ်ပါတယ်။တလကို15ခေါက်ကနေ18ခေါက်လောက်ခရီးထွက်နေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီညကမန္တလေးကကုန်တင်တီးရန်ကုန်ကိုအပြန်မိုးတီထန်စွာရွာနေတော့လမ်းချော်မှာစိုးရင်လို့ကားကိုဘေးချရက်လိုက်ပြီးနားနေတာဖြစ်ပါတယ်။မိုးဆက်တွေကကားကောင်းမိုးပေါ်မှာတတောက်တောက်နဲ့ကျနေတယ်။လမ်းဘေးမှာမီးရောင်တစ်ခုမှမရှိပါ။တခါတလေလမ်းဖြတ်ကူရဲ့ခွဲတွေရဲ့မျက်လုံးစိမ့်စိမ့်တွေကိုကားမီးရောင်နဲ့မြင်နေရပါတယ်။သူကကားပေါ်ကနေဆေးလိတ်တလိဖွာဆိုင်ရင်ရှေ့ကိုကြည့်မိတော့လမ်းပယ်ဘက်ချမ်းကျေးရွာနဲ့အနှဲငယ်ဝေးတဲ့နေရာမှာမိန်ပြပြမီးရင်ငယ်လေးတစ်လုံးလင်းနေတာတွေ့လိုက်ရပါတယ်။အဲ့ဒီမီးရင်လေးကပုံမှန်မီးရင်မဟုတ်ပဲအဝါရောင်ဖြဖြအလင်းရောင်လေးဖြစ်ပါတယ်။အဲ့လိုကိုဝင်းထုံးတယောက်စိတ်ဝင်စားသွားပြီးမိုးကာကိုဝစ်ပြီးလမ်းဖြတ်ကူးကအဲ့ဒီနေရာစီဥတီပြီးရှောင်သွားလိုက်ပါတယ်။မီးအိမ်ထွန်းထားတဲ့အိမ်သားရုပ်တော့အိမ်ကတစ်သားတိုင်အိမ်ဟောင်းဖြစ်ပြီးခြံဝင်းထဲမှာပန်းကင်းကြီးရှိပြီးပန်းပွင့်တွေကညိုးနွားနေပါတယ်။အဲ့ဒီလိုနဲ့ခြံထဲဝင်သွားပြီးတကားကိုလက်နဲ့ပုတ်လိုက်တာနဲ့တကားချက်ချင်းပွင့်သွားပါတယ်။အိမ်ထဲကနေအပွားကြီးတစ်ယောက်ထွက်လာပါတယ်။အသက်80ကျော်လောက်ရှိပြီးစပင်ဖြူဖြူနဲ့မျက်နှာဖြူဖက်ဖြူရောဖြစ်နေပြီးမျက်လုံးကစူးရှာပြီးတောင့်နေပါတယ်။သူ့ကိုယ်မှာအဖြူရောင်တင်ငန်းလိုမျိုးခပ်ပပအင်းကြီးဝစ်ထားပါတယ်။လာပါအိမ်ထဲဝင်ပါသားရဲ့မိုးရွာနေတာမဟုတ်လားလမ်းချော်မှာစူးရင်လို့ရက်လာတာပဲမဟုတ်လားအတန်ကနူးညံ့ပြီးနှွေးထွေပါတယ်ကိုဝင်းထုံးကနည်းနည်းကြောက်နေပြီးမဲ့အဘွားရဲ့ပြုံးရည်ဖော်ရွေမှုကြောင့်စိတ်တက်တာသွားပါတယ်အိမ်ထဲဝင်ထိုင်လိုက်တော့စပွဲပေါ်မှာရင်နှွေးခွက်တစ်ခွက်အစင်းသိမ်းရှိနေပြီးနေရာမှာဓာတ်ပုံဟောင်းတစ်ပုံချိတ်ထားပါတယ်အဲ့ဒီဓာတ်ပုံထဲကမိန်းမငယ်လေးတစ်လောက်ပြုံးပြီးရက်နေတဲ့ပုံဖြစ်ပါတယ်မျက်နှာပုံစံကအခုတူးရှိမှရှိနေတဲ့အဘွားအိုနဲ့တော်တော်လေးတူနေတာကိုတတိထားမိလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကိုဝင်းထုံးကမေးလိုက်မိပါတယ်။ဒါဘသူလဲဘွားအဘွားနဲ့အရန်တူတယ်နော်။အဘွားကခဏငေးကြည့်ပြီးပြုံးလိုက်ပါတယ်။အဲ့ဒါအဘွားငယ်ငယ်ကပုံပါတော့ရေအချိန်တွေကကုံမြန်လွန်းလိုက်တာဒီမီးကွက်လေးကိုတော့အဘွားအမြဲထွန်းထားတယ်။တယောက်ရောက်လာမယ်လို့မျှော်လင့်ပြီးတော့ပေါ့ကိုဝင်းထွန်းထပ်မေးခြင်းပေမဲ့အဘွားကရုတ်တရက်ပြောတယ်။သားကဒီလမ်းကိုမကြာခဏလာတတ်တယ်မဟုတ်လား။ငါသားကိုအရင်ကတွေ့ပူပါတယ်။အဘွားရဲ့ဒီမီးအိမ်ငယ်လေးမြင်ပြီးကားရက်ပြီးလာပါစီတို့အဘွားအမြဲဆုတောင်းနေတာ။ဟောအခုတော့မျော်နေလေးနေ့ကိုရောက်လာပြီ။ကိုဝင်းထွန်းကနည်းနည်းထူးဆန်းတယ်လို့ခံစားရပြီးမြမိုးရွာနေတော့ခဏနားပြီးအဘွားကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။အိမ်ထဲကအထွတ်အဘွားကနောက်ကနေပြောတဲ့အတန်ကိုကြားလိုက်ရပါတယ်။နောက်တစ်ခါလာရင်မီးအိမ်လေးကိုရှာပါနော်။အဘွားစောင့်နေမယ်။အဲ့လိုနဲ့နောက်တစ်ပတ်အကြာကိုဝင်းထွန်းအဲ့နေရာကိုထောက်ဖြတ်လာတဲ့အခါမီးအိမ်ငယ်လေးမတွေ့ရတော့ပါဘူး။စူးစမ်းကျင်တဲ့ကိုဝင်းထွန်းတယောက်အရင်တစ်ခေါက်ကသွားခဲ့တဲ့အိမ်ဟောင်းကြီးရှိတဲ့နေရာဘက်ကိုရှောက်သွားပါတယ်။အိမ်ရှိတဲ့နေရာရောက်တော့ချမ်းစိမ့်စိမ့်ထွက်လာပြီးဆဲလှူရှားနေပါတယ်။အိမ်ကြီးကတိတ်ဆိတ်နေပါတယ်။သူလဲကြောင်လာပြီးကားရှိရာကိုပြန်လာခဲ့ပါတယ်။ကားပေါ်ရောက်ပြီးအိမ်ဘက်ကိုကြည့်တော့လမ်းဘေးမှာအဖြူရောင်လူရိပ်တစ်ခုရက်နေတာမြင်လိုက်ရပါတယ်။စပီတွေကခက်ရှည်ရှည်နဲ့လေထဲလွင့်နေပြီးလက်တစ်ဖက်ကမြောက်ပြီးလှမ်းခေါ်နေတယ်လို့မြင်နေရပါတယ်။ကိုဝင်းထုံးလည်းကြောက်လန့်ပြီးကားကိုအရှိန်တင်မောင်းပြီးထွက်သွားပါတယ်။နှုတ်ကြီးမှန်ထဲမှာအဲ့ဒီပုံရိပ်ကကားနောက်ကလိုက်လာနေတာတွေ့လိုက်ရပါတယ်။ပြီးတော့ဘေးမှန်ထဲမှာအဖွားကြီးရဲ့မျက်နှာပေါ်လာပါတယ်။ဒါပေမဲ့အခုတခါမျက်နှာကငဲ့ရွယ်နေပြီးဓာတ်ပုံထဲကမင်းကလေးပုံစံဖြစ်နေပါတယ်။မျက်လုံးနဲ့မျက်ရည်တွေပြည့်နေပါတယ်။ရန်ကုန်ရောက်တော့သူအိမ်မပြောတော့ညတိုင်းအိမ်မက်ထဲမင်းအိမ်ငယ်လေးပေါ်လာပြီးအတန်တန်ကထက်ခါပြောနေတယ်။
ငါကိုမမေ့နဲ့နော်ငါစောင့်နေတာနှစ်ပေါင်း30နှစ်ရှိပြီမင်းငါကိုလာတွေ့တာမယ်ကိုဝင်းထွန်းကြောက်လွန်းလို့ထုလို့ဖော်ကိုင်ဘက်ကိုမြင့်ကျော်ကိုဖြစ်ချောင်းကုန်စီပြောပြလိုက်ပါတယ်ကိုမြင့်ကျော်မျက်နှာပြတ်သွားပြီးပြောပါတယ်ဟာဝင်းထွန်းငါနဲ့ငါစီယာရန်ကုန်အပြန်မှာအရင်ကအဲ့နေရာမှာကားတိုက်ခဲ့ဘူးတယ်လမ်းတစ်ခုကိုဖြတ်အကူးမှာတိုက်မိခဲ့တာငါစီယာလည်းမူးညီတော့ဒီတိုင်းထားခဲ့ပြီးမောင်းပြစ်ခဲ့တာနောက်မှပြန်သိရတာတော့မိန်းကလေးဖြစ်သူကပွဲချင်းပြီးဆုံးသွားတယ်ကြတော့ကားသမားတွေကတော့အဲ့နားမှာအမျိုးသမီးတစ်ယောက်ကားသားနေတာခဏခဏတွေ့တယ်ပြောတော့အဲ့ဒီကတည်းကငါလည်းဒီလမ်းကိုရှောင်နေတာ ကိုမြင့်ကျော်ကအဲ့လိုဖြောပြလိုက်ပါတယ်အဲ့လိုနဲ့ကိုဝင်းထွန်းမကြာခဏအိမ်မက်တွေမှတ်တော့မခံနိုင်တော့တဲ့အစုံညုံပင်ရစ်ရွာကရှိမီနောက်မီအဖိုးရှိတယောက်နဲ့တွားတွေ့ပါတယ်အဖိုးအိုကတုံတုံရင်ရင်နဲ့ပြောပြပါတယ်အဲ့ဒီအိမ်ကမမျက်မယ်ဆိုတဲ့မိန်းမရဲ့အိမ်ပဲလူလေး1990ခုနှစ်လောက်ကဒီလမ်းမှာသူ့ချစ်သူနဲ့အတူလာရင်ကားတိုက်ခံရပြီးတေသွားတာသူတေတဲ့အချိန်လက်ထဲမှာမီးရင်ငယ်လေးကင်ထားရှိရတာတေသွားခဲ့တာသူ့ချစ်သူမျိုးကပြန်အလာကိုလာကြူရင်းအပြာလမ်းဖြတ်အကူနှစ်ယောက်စလုံးကားတိုက်ခံရတာသူ့ချစ်သူကတော့ကန်ကောင်းထောက်မစွာအသက်ရှင်ကြံခဲ့တယ်သူကတော့အဲ့နေရာမှာပွဲချင်းပြီးဆုံးသွားတာအဲ့လိုနဲ့ရက်လဲပြီးနောက်ပိုင်းသူ့ချစ်သူကိုလာလာစောင့်နေတာကိုမကြာခဏတွေ့နေရတယ်သူ့ချစ်သူကနောက်ပိုင်းရန်ကုန်ကိုပြောင်းသွားပြီးအခုမင်းတို့လိုမျိုးကားမောင်းနေတဲ့လူတွေနဲ့ဆက်ဆက်နေတယ်လို့ကြားမိတယ်မမျက်မယ်ကအဲ့ဒီချစ်သူပြန်လာမယ်လို့မျှော်နေတာနှစ်ပေါင်း30ကျော်ပြီကိုဝင်းထုံစိတ်မကောက်အတော်လေးဖြစ်သွားပါတယ်သူ့မိတ်ဆွေကိုမြင့်ကျော်ကအဲ့တုန်းကကားတိုက်မှုမှာအဲ့ကားပေါ်မှာပါခဲ့သူဖြစ်ပါတယ်အဲ့ဒီတုန်းကလူငယ်တယောက်ဖြစ်ပြီးကျုံလန့်လို့မပြောရတာဖြစ်ပါတယ်ကိုဝင်းထွန်းရန်ကုန်ပြန်ရောက်ပြီး2ရက်3ရက်အတွင်းအိမ်မဖြော်နိုင်တော့ပါဘူးညတိုင်းအိမ်မက်ထဲမှာမီးရင်ငယ်လေးပေါ်လာပြီးနာကျင်မှုဖိနှက်နေတဲ့အတန်းကထက်ခါကြားနေရပါတယ်မင်းငါ့ကိုလာတွေ့ရမယ်ငါစောင့်နေတာ30ကျော်ပြီမင်းလာမတွေ့ရင်ငါမင်းနောက်လိုက်နေရအောင်မယ်မနေ့ရောက်တော့ကိုမြင့်ကျော်အိမ်ကိုထွက်လာခဲ့ပါတယ်ကိုမြင့်ကျော်ကိုအကျိုးအကြောင်းအားလုံးပြောပြလိုက်တော့ကိုမြင့်ကျော်လည်းနောင်တလည်းရပြီးဝင်းထုံးငါဆရာတော့လွန်ခဲ့တဲ့10နှစ်လောက်ဆုံးသွားပြီငါဆရာကိုစားမမျက်မဲကိုတောင်းပန်ခြင်းတယ်ငါဆရာလည်းအဲ့ဒီစိတ်နဲ့ခြောက်ချပြီးဆုံးသွားခဲ့ပြီဒီအမားကိုငါလည်းနှစ်ပေါင်း30ကျော်အောင်နောင်တတွေရညင်းဖြတ်တိုင်းခဲ့ရတယ်ငါလည်းအဲ့ဒီလမ်းကိုရှောင်နေရတာအဲ့ဒါကြောင့်ပဲကိုဝင်းထွန်းအံ့ဩသွားတယ်သူမိတ်ဆွေကိုတိုင်ကအဲ့ဒီမမျက်မဲဝင်းရင်ရဲ့တနာစခွေဖြစ်နေခဲ့တာသိလိုက်ရတယ်ကိုကျော်မင်းကဆက်ဖြောတယ်ငါမခံနိုင်တော့ဘူးဝင်းထွန်းငါအဲ့ဒီနေရာကိုပြန်သွားရမယ်ခွင့်လွတ်မှုတောင်းရမယ်မင်းငါနဲ့အတူလိုက်ခဲ့စေချင်တယ်ငါတယောက်တည်းမသွားရဲဘူးအဲ့လိုနဲ့နောက်တစ်ဖက်အကြာည7:00 နာရီလောက်မှာနှစ်ယောက်အတူကားနဲ့ညောင်ပင်ရိပ်ကအကားမတိုင်နာကိုရောက်လာပါတယ်မိုးမရွာပေမဲ့လေကအရန်အေးဆက်နေပါတယ်ညောင်ပင်ကြီးတို့ရဲ့အရွက်လွတ်နေတဲ့မဲကြားနေရပါတယ်နှစ်ယောက်သားထမ်းမီကိုစီနဲ့အဲ့ဒီအိမ်ရှိရောက်တော့မီးအိမ်ငယ်လေးထွန်းတာကိုတွေ့လိုက်ရပါတယ်တကားဝမှာမမျက်မဲရက်နေတာကို6ခွေရတွေ့လိုက်ရပါတယ်သူ့ပေမဲ့အခုတခါသူ့ပုံစံကငယ်ရွယ်နေပြီးဖြစ်ပါတယ်။စပင်ရှိကလေထဲလွတ်နေပါတယ်။မျက်နှာမှာမျက်ရည်တွေစီးကျနေပါတယ်။မျက်လုံးထဲဒေါသမရှိတော့ဘူး။နာကျင်မှုနဲ့မျောလင့်ချက်ရောနှောနေစေ။ကိုမြင့်ကျော်ခြံထဲဝင်လာပါတယ်။ခြေထောက်တွေတုံနေပါတယ်။အသက်ရှူမဝလောက်အောင်ထိတ်လန့်နေပါတယ်။တကားဝကိုရောက်တော့ဒူးထောက်ထိုင်လိုက်တယ်။မြေပေါ်လက်နှစ်ဖက်တင်းတီခေါင်းကိုက်ဆိုင်ချလိုက်တယ်။ကိုဝင်းထွန်းကနောက်ကနေရက်ကြည့်နေပါတယ်။ကိုမြင့်ကျော်ကခေါင်းမော့ကအမအဲ့ဒီညကကျွန်တော်ဆရာကကောင်းမောင်းနေလူပါကျွန်တော်ဆရာနဲ့အတူဘေးကညီအဖိုလွေးဘေးတွေတူပါကျွန်တော်ဆရာကအမကိုကားနဲ့တိုက်ခင်မိပါတယ်ဆရာကကြောက်လန့်လွန်လို့ကားကိုမောင်းပြီးခဲ့ပါတယ်ဆရာကလွန်ခဲ့တဲ့10နှစ်လောက်ထဲကဆုံးသွားပါပြီသူနဲ့နောင်တတို့ရပြီးဆေးသွားပါတာမှာကျွန်တော်လည်းနောင်တရလွန်လို့နှစ်ပေါင်း30ကျော်လုံးတရက်မှကောင်းကောင်းအိမ်မပြောခဲ့ဘူးနေတိုင်အဲ့ဒီအဖြစ်ဖြတ်ကိုဖြန်းသွင်းပြီးနောင်တရနေရပါတယ်ကျွန်တော်တို့အဖြစ်ရှိပါတယ်ကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်နဲ့ဆရာရဲ့အဖြစ်ကိုခွင့်လွှတ်ပေးပါအမလည်းငင်းချမ်းစွာအနားယူပါတော့နောက်ပြီးမမျက်မှန်ရဲ့ချစ်သူကမန္တလေးတောင်ချီမှာရာသက်ပန်တာတာနာပေါင်ဝင်ဖွာပါပြီကိုမြင့်ကျော်ပြောထားတဲ့ကိုနားထောင်ပြီးမမျက်မှန်ခဏငေးကြည့်နေသည်မျက်ရည်တွေစီကြလာပါတယ်သူလည်းတစ်ဖက်ကဖြည်းဖြည်းကိုကျော်မင်းရဲ့ခေါင်းပေါ်တင်လိုက်တယ်
အဲ့ဒီထီထွေမှုကအေးစပြီးမိနှွေးထွေးမှုတစ်ခုပါနေတယ် ငါချစ်သူကိုနှစ်ပေါင်းများစွာစောင့်ခဲ့တယ်မင်းတို့ကိုလည်းမုန်းခဲ့တယ်ငါချစ်သူကငါကိုခြံထားတယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ငါနာကျင်ခံစားနေခဲ့ရတယ်အခုမင်းရောက်လာပြီးအခုလိုနောင်တရပြီးတောင်းပန်တော့ငါမင်းကိုခွင့်လွှတ်ပေးပါတယ်ငါချစ်သူမပြန်လာတော့မှငါတည်ပြီငါလည်းဒီဘဝမှာနေရတာပင်ပန်းဆင်းရဲလို့နဲ့မင်းလည်းနောင်တမရတော့ပါနဲ့မင်းဘဝကိုပျော်ပျော်နဲ့ဆက်နေပါငါတခုပဲတောင်းဆိုပါရစေငါအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပါကိုဝင်းထွန်းကိုချောက်လှန့်နေရတာလဲသူကမင်းတို့နဲ့ကာမောင်ဖော်ကာမောင်ဖက်ဆိုတာတီးလို့အိမ်မက်ပေးရတာပါမညက်မယ်ရဲ့အဲ့ဒီစကားပြောပြီးတာနဲ့မိအင်ငယ်လေးကဖြည်းဖြည်းချင်းမေးမိန်သွားပါတယ်မမျက်မယ်ရဲ့ပုံရိပ်ကလီထဲတဖြည်းဖြည်းပျောက်ကွယ်သွားတယ်လီထဲမှာနင်းပွင့်လေးတပွင့်လို့လွှားပါစွာပြောင်းဝဲပြီးညာခေါင်းကင်ထဲတက်သွားတယ်ကိုမြင့်ကျော်မြေပေါ်မှာထိုင်ရင်မျက်ရည်တွေစီးကျနေတယ်ကိုဝင်းထွန်းကသူ့ပခုံးကိုဖိကိုင်းပေးတယ်နှစ်ယောက်စလုံးရင်ထဲကလေးလံနေတဲ့ကြောက်တုံးတစ်လုံးပြုတ်ကျသွားသလိုခံစားရတယ်ပထမဆုံးအကျင့်ထသားရလာတဲ့ခံစားချက်ပါလာတယ်အဲ့ဒီနောက်ပိုင်းကိုဝင်းထွန်းနဲ့ကိုမြင့်ကျော်တို့နှစ်ယောက်စလုံးအဲ့ဒီလမ်းကိုဆက်မောင်းနေကြဆဲပဲဖြစ်ပါတယ်ညောင်မင်ရစ်ရွာနာကအိမ်ဟောင်းကိုဖြတ်တဲ့အခါမိအိမ်ငယ်လေးမတွေ့ရတော့ပါအိမ်ကတိတ်ဆိတ်ငြိမ်သက်နေပါတယ်ဒါပေမဲ့နှစ်ယောက်စလုံးဖြတ်တဲ့အချိန်တိုင်းကားကိုနေမောင်းပြီးအိမ်ကိုခဏကြည့်ကြပါတယ်နှလုံးသားထဲနှွေးထွေးမှုတစ်ခုအမြဲကျန်နေတယ်ခွင့်လွတ်မှုရခဲ့ပြီးမမြင်မဲလဲငြိမ်ချမ်းစွာထွက်ခွာသွားပြီ ဟုတ်ကဲ့ပါရှင်ဇလန်လေးဟောတော့ဒီမှာပင်ပြီးဆုံးတော့ပါပြီရှင်အဆုံးထိလိုက်ပါကြည့်ရှုနာဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ်ဇလန်ကောင်းလေးကိုလည်းစူးစမ်းပြီးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and follow လုပ်ထားပေးကြပါအောင်ရှင်